အားလုံးမင်္ဂလာပါညီမနာမည်ခိုင်ခိုင်ဝင်းဖြစ်ပါတယ်အခုညီမကလက်ရှိကစင်ကာပူမှာနေပါတယ်အလုပ်ကတော့အိမ်ကူလုပ်ပါတယ်ဒီခိုင်ခိုင်ဟိုပေါ့နော်ခိုင်ခိုင်ရဲ့အလုပ်အသေးကြုံအကြောင်းကိုသိကျင်တဲ့အမတွေညီမတွေကိုခိုင်ခိုင်ကဒီဗီဒီယိုလေးနဲ့ပြောပြမိရပါတော့အခုခိုင်ခိုင်ကဒီစင်ကာပူရောက်တာနည်းနည်းမပြည့်ဘူးပေါ့နော်8လပိုင်းမှာနည်းနည်းပြည့်မှာပေါ့နော်အဲ့ဆိုတော့ဒီနည်းနည်းအတွင်းမှာပဲခိုင်ခိုင်ကအိမ်3အိမ်ရှိသွားပြီပေါ့နော်အိမ်ပြောင်းလာ3အိမ်ရှိသွားပြီအဲ့ဒါဗာလဲဆိုတော့ခါကျတော့ပထမတစ်အိမ်ကကျတော့ကြောင်လေးကောင်ကြည့်တယ်ကြောင်လေးကောင်ကြည့်တဲ့ခါကျတော့ခိုင်ခိုင်ကပထမဆုံးလာတဲ့အချိန်မှာအင်္ဂလိပ်စကားလည်းနားမလည်ဘူးသူတို့ပြောလည်းနားမလည်ဘူးပြီးတော့မှကိုယ်တိုင်ကလည်းကောင်းကောင်းမပြောတတ်ဘူးမပြောတတ်တဲ့ခါကျတော့အရန်ခက်ခဲရပါတော့အဲ့ဆိုတော့ဒီမှာကသူကစိတ်မရှိတဲ့ခါကျတော့ကိုယ်ကိုတင်ရပြရစိတ်မရှိဘူးအဲ့ဆိုတော့ပြီးတော့မှဒီနိုင်ငံမှာကျတော့တလိမ့်ဆန်တွေကိုလည်းသူတို့သားသမီးလို့တစ်ဖွဲ့အရန်ချစ်ကြတယ်အရန်ချစ်တော့အရန် view ဆက်ရတယ်ကွာview ဆက်ရတဲ့ခါကျတော့ကိုကအလောက်ထိ view မဆက်နိုင်ဘူးเนาะအမျိုးတလိမ့်ဆန်ဆိုတာကမြန်မာနိုင်ငံမှာကျတော့ဒီတိုင်းပဲလေเนาะအရန် view မဆိုင်တဲ့ခါကျတော့ကို့မှာအတွေ့အကြုံဆိုတာလည်းမရှိဘူးလေเนาะအတွေ့အကြုံမရှိတဲ့ခါကျတော့အဲ့ဆိုတော့အရန်ခက်ခဲတဲ့အမျိုးကိုကဘာသာစကားလည်းမတတ်တဲ့ခါကျတော့အဲ့ဆိုအဲ့ပထမတစ်အိမ်မှာကျတော့ခိုင်ခိုင်ကတစ်လပဲကြာရပေါ့เนาะတစ်လပဲကြာပြီးတော့မှတတိမထွက်သွားပြီးတော့အိမ်ပြောင်းလိုက်တယ်အိမ်ပြောင်းလိုက်တဲ့ခါကျတော့ဒုတိယအိမ်ကျတော့ကလေးကြီးနဲ့ညားတယ်ပေါ့နော်အဲ့ကလေးကကျတော့ခိုင်ခိုင်သွားတော့ကသူကရက်ပိုင်းပဲရှိတယ်25ရက်ပဲရှိတယ်အဲ့ကလေးကကျတော့အဲ့ဆိုကကျတော့ခိုင်ခိုင်ကဒုတိယအိမ်မှာကျတော့18လကြာခဲ့ပေါ့နော်အဲ့18လကြာတဲ့အခါကျတော့ပထမတစ်နှစ်မှာအရန်ခက်ခဲတဲ့ကိုကလေအဲ့လိုမျိုးအဆက်ဆက်ရာတိခံရတယ်သူတို့ရဲ့မိသားစုလည်းများတယ်ကွာမိသားစုလည်းများတယ်ကလေးလည်းကြီးရတယ်ဆိုတော့ခါကျတော့ကိုယ့်အတွက်ရန်ခက်ခဲတယ်ပြီးတော့မှဘာသာစကားလည်းမတတ်တဲ့ခါကျတော့ဗောနော်သူတို့ပြောလဲနားမလဲကိုပြောရလဲသူတို့ကနားမလဲအဲ့ဆိုတော့အရန်ခက်ခဲတယ်တစ်နှစ်လောက်ဟာတော်တော်ခက်ခဲတယ်တကယ်တော်တော်ခက်ခဲတယ်ကိုကဘာသာစကားကိုကျွမ်းကျင်ကြည့်မတတ်တဲ့ခါကျတော့အဲ့ဆိုခါကျတော့တစ်နှစ်ကျော်သွားပြီဆိုခါကျတော့ကိုကမျိုးဒီမိသားစုနဲ့လည်းရင်းနှီးသွားပြီပြီးတော့မှကိုကလည်းမိသားစုလိုဖြစ်သွားပြီဆိုတော့ခါကျတော့အဆင်ပြေသွားပါတော့အဆင်ပြေတဲ့ခါကျတော့ငါအိမ်မှာနေရတာတော့အဆင်ပြေတယ်တတိလည်းကောင်းတယ်အမျိုးကောင်းတဲ့ခါကျတော့အဲ့ဆိုတော့အခုတထေးမှာကမျိုးကလေးနောက်ထပ်တစ်ယောက်ရှိရပါတော့ရှိတဲ့ခါကျတော့အဲ့ဆိုတော့ခိုင်ခိုင်က2ယောက်ဆိုတော့မကြည့်နိုင်ဘူးနော်မကြည့်နိုင်တဲ့ခါကျတော့ခိုင်ခိုင်ကဒုတိယအိမ်မှာက8လပိုင်းဆိုရှင်နည်းနည်းပြည့်မှာပေါ့နော်အဲ့ဆိုတော့တထေးမကငါနင်းကိုအိမ်အသက်ငါနင်းကိုအိမ်ရှင်တက်ပေးလိုက်တော့မယ်နေအိမ်ပြောင်းလိုက်တော့နေကလေး2ယောက်လည်းမကြည့်နိုင်ဘူးဆိုတော့တထေးမကအလိုပြောပါတော့သူကငိုပြီးတော့ပြောတယ်ခိုင်ခိုင်ကိုနော်အဲ့ဆိုတော့ပြောတဲ့ခါကျတော့အဲ့ဆိုရင်ရှင်လေလို့မြင်ပြောင်းစီခြင်းလို့ရှင်လေငါပြောင်းလိုက်မယ်ပေါ့ဒါပေမဲ့ခိုင်ခိုင်ကသူ့ကိုပြောတယ်ငါ2နှစ်ပြည့်အောင်လုပ်မယ်ငါ2နှစ်ပြည့်ပြီးမှပြောင်းမယ်အဲ့ဆိုမလုံးနဲ့တော့တဲ့ငါမင်းကို transfer ပေးမယ်တဲ့အေးရှင်တဲ့ပေးလိုက်တော့မယ်မင်းကိုတဲ့အဲ့ဆိုအဲ့လိုပဲအမျိုးပြောင်းခိုင်းတာပေါ့နော်သူက transfer ပေးတဲ့အခါကျတော့ခိုင်ခိုင်ကပြောင်းလိုက်တယ်ပြောင်းလိုက်တဲ့အခါကျတော့အခုကတတိယအိမ်မှာပေါ့နော်တတိယအိမ်မှာကျတော့ခွေးကြီးပေါ့ခွေးကြီးရဲ့အိမ်တရှင်ရဲ့အချက်ပြုတ်ရဲ့လောက်ရတယ်ပေါ့နော်အဲ့ဆိုအခုဒီရောက်တာကျတော့ခိုင်ခိုင်ကဒီလ20ရက်ကမှတစ်လပြည့်ခဲ့ရပါတော့အဲ့ဆိုတော့အလွေတွေ့ကြုံကဘာလဲဆိုတော့ခါကျတော့ဒီနိုင်ငံကိုလာမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဒီနဲ့အစစရာကိုယ့်ရဲ့စိတ်ကိုပြင်ဆင်ခဲ့ပါပြီးတော့မှဒုတိယအချက်ကဘာသာစကားတင်ခဲ့ပါအင်္ဂလိပ်စကားသို့မဟုတ်တရုတ်စကားပေါ့နော်အဓိကဘာလဲဆိုတော့ဒီနိုင်ငံမှာကအင်္ဂလိပ်စကားကျွမ်းရင်ကျွမ်းအင်္ဂလိပ်စကားမကျွမ်းရင်တရုတ်စကားကျွမ်းရင်ကျွမ်းအဲ့လိုမျိုးတတ်မှရမှာပေါ့နော်ဘာလို့လဲဆိုတော့ခါကျတော့ကိုကဘာသာစကားမတတ်တဲ့ခါကျတော့အဲ့လိုမျိုးအနေနဲ့ခံရတယ်အဆက်စရလည်းခက်ခဲတယ်အဲ့လိုမျိုးဆိုတော့ခါကျတော့အဓိကဘာသာစကားပေါ့နော်ဒီနိုင်ငံလာမယ်ဆိုလို့ရှိရင်ပြီးတော့မှဒီနိုင်ငံမှာကျတော့ကောင်းတဲ့တထေးလည်းရှိတယ်မကောင်းတဲ့တထေးလည်းရှိတယ်ကိုယ့်ရဲ့ကံနဲ့လည်းဆိုင်တယ်ပေါ့နော်ဘာလဲဆိုတော့ခါကျကိုကံကောင်းရင်တော့တထေးကောင်းနဲ့တွေ့မယ်ပေါ့နော်ကံမကောင်းရင်တော့တထေးမကောင်းတာနဲ့တွေ့မယ်အဲ့လိုမျိုးရှိရပေါ့နော်အဲ့ဆိုတော့ခါကျတော့အဲ့မျိုးကိုကအဆက်စရာတိခံနိုင်ရမှာပေါ့နော်
ပြီးတော့ဒီရောက်တဲ့ခါကျတော့ရှင်အစားတောက်တွေကလည်းကိုယ်နိုင်ငံကနဲ့မတူဘူးမတူတဲ့ခါကျတော့ကိုကရောက်စားဆိုရင်တော့ဒီနိုင်ငံအစားတွေကိုမစားတတ်သေးဘူးခိုင်တို့ဆိုရင်လည်းအဲ့လိုပဲရောက်စားဆိုလို့ရှင်လုံးဝမစားတတ်ဘူးအခုကတော့အချင်းဖြစ်သွားပြီပေါ့နော်အဲ့ဆိုဒီနိုင်ငံအစားတွေကိုလည်းစားတတ်ရမှာပေါ့နော်အဲ့လိုအစားရတိခံရမယ်ပေါ့ဒီနိုင်ငံမှာကျတော့တချို့အိမ်တွေကျတော့လည်းနောက်ကျတာအမျိုးစောနားရတဲ့အချိန်ရှိတယ်မျိုးနောက်ကျတဲ့အချိန်နားရတာရှိတယ်အဲ့ဆိုအဲ့လိုမျိုးလို့တိခံနိုင်မှာပေါ့နော်တော်တော်များများပြောတာတော့အခုခိုင်ကလေးကြည့်တော့ငါကျတော့အဲ့လိုမျိုးအရန်နောက်ကျတယ်ပေါ့နော်ညတွေနားရတာနောက်ကျတဲ့ခါကျတော့ဆိုတော့ပင်ပန်းတယ်ပေါ့ကလေးနဲ့ဆိုတော့တည်တဲ့တိုင်းပဲလေနော်အဲ့ဆိုအရန်ပင်ပန်းတယ်ကလေးကြည့်တော့အခုခွေးကြီးနေရကြတော့အမျိုး10နာရီခွဲ17လောက်ဆိုတော့နားရပြီပေါ့နော်အဲ့လိုမျိုးအဓိကအမတွေညီမတွေကိုပြောချင်တာကဘာလဲဆိုတော့ဘာသာစကားအရင်တောင်းတင်ခဲ့ပါပြီးတော့မှခိုင်ကဒီမလာခင်ကမြန်မာနိုင်ငံမှာလည်းဘယ်လိုစိတ်ကိုပြင်ဆင်ခဲ့လဲဆိုတော့ခါကျတော့ပြောပြမယ်ပေါ့နော်ငါလို့ဒီရောက်တဲ့ခါကျတော့ရှင်လို့တထေးကောင်းနဲ့တွေ့ရင်လည်းငါကပေါ့နော်မကောင်းတာတွေ့လို့ရှိရင်လည်းငါကပဲလို့ဒါပေမဲ့လို့ငါနည်းနည်းပြီးလို့ရှိရင်တော့ငါမြန်မာနိုင်ငံမပြန်လာဘူးလို့အဆင်မပြေလို့ရှိရင်တော့ငါပြောင်းမယ်ဆိုပြီးတော့မှစိတ်ကိုအဲ့လိုမျိုးပြင်ဆင်ခဲ့ပေါ့နော်မြန်မာနိုင်ငံမှာတည်းနဲ့အဲ့ဆိုဒီရောက်တဲ့ခါကျတော့ကိုကဗာလဲဆိုတဲ့ခါကျတော့ကိုကသူတို့ရှာလဲကိုကပြန်တင်ယူရတယ်ပြီးတော့မှကိုတိုင်းကလည်းလှိလာရတယ်ပေါ့နော်အဲ့လိုမျိုးသူတို့ဘယ်လိုနေပြောလိုက်တာအဲ့လိုမျိုးတွေကိုကလည်းပြန်တင်ယူရတယ်ပေါ့နော်အဲ့ဆိုတဲ့ခါကျတော့အခုလည်းအမျိုးအရန်ကျွမ်းနေတော့မဟုတ်ပါဘူးအဲ့လိုမျိုးနည်းနည်းပါးပြောတတ်ရုံပဲနည်းနည်းပါးပြောတတ်ပြီးတော့မှအဲ့လိုမျိုးသူတို့ပြောတာနားလေယုံလောက်ပဲအဲ့လိုမျိုးပဲပေါ့နော်အဲ့ဆိုတော့ပြီးတော့မှဒီမှာကျတော့ဗာလဲဆိုတော့တထေးတွေကကျတော့အမျိုးမျိုးရှိရပါတော့တထေးတွေမှာလည်းအားနဲ့ကျအားတာကြီးရှိလို့ဒီအလုတ်သမားတွေမှာလည်းအားနဲ့ကျအားတာကြီးဆိုရှိရပါတော့အဲ့ဆိုတော့ခါကျတော့အဓိကကတော့ဘာသာစကားပဲဒီရောက်တဲ့ခါကျတော့ရှင်ကိုကအဲ့ဘာသာနှစ်ခုတည်းကတစ်ခုကိုကျွမ်းနေဆိုရှင်ကိုကအဆင်ပြေတာပဲနှစ်ခုစလုံးကျွမ်းနေဆိုရင်ပိုတောင်းအဆင်ပြေသေးတယ်ဘာလဲဆိုတော့ဒီနိုင်ငံမှာကမျိုးဘာနားမလဲဘာမတတ်ဆိုရှင်အရန်အနေခံတဲ့တတိတွေအရန်နေကျင်တယ်ကိုကဘာလည်းမလုပ်တတ်အဲ့လိုမျိုးဘာလည်းမတတ်စကားလည်းဘာသာစကားလည်းမကျွမ်းကျင်အလုပ်ကလည်းမကျွမ်းကျင်ဆိုရှင်သူတို့ရအရန်နေကျင်တယ်သူတို့တွေကအဲ့ဆိုခါကျတော့အရင်ဦးဆုံးကိုစိတ်ကိုအရင်ပြင်ဆင်နံပါတ်1အချက်ကနံပါတ်2အချက်ကကျတော့ဘာသာစကားတအောင်တင်ဘာသာစကားတအောင်တင်နံပါတ်3အချက်ကကျတော့ဘာလဲဆိုတော့အစရတိခံနိုင်ရမယ်ပေါ့နော်ဒီရောက်တဲ့ခါကျလို့ရှင်အဲ့လိုမျိုးအခက်အခဲတွေရှိရပေါ့နော်အခုခိုင်ဆိုရှင်လည်းဖြတ်ကျော်ခဲ့ရတဲ့အခက်အခဲတွေအဲ့လိုမျိုးအစရလည်းတိခံရတယ်နောက်ပိုင်းကျတော့လည်းအဆင်ပြေသွားပါပဲပြီးတော့မှအခုပြောချင်တာကဘာလဲဆိုတော့တခါကြလို့ရှိရင်လည်းတထေးတွေကိုကြီးပဲအဲ့လိုမျိုးမကောင်းမြင်လို့တထေးတွေကိုကြီးပဲမကောင်းဘူးလို့ပြောလို့မရဘူးပေါ့နော်ဘာလဲဆိုတော့ကိုယ့်ဘက်မှာလည်းအမားဆိုတာရှိတယ်ရှိတဲ့ခါကျတော့ဘာလဲဆိုတော့အဲ့ဒါကတခါခိုင်အေဂျင့်မှာတွားနေတော့အေဂျင့်ကအကူညီတောင်းလို့ပေါ့နော်မြန်မာမလေးတယောက်ကိုအဲ့လိုမျိုး translate တွားလုပ်ပြရတာသူတထေးမအိမ်မှာတွားရောက်တာ2ပတ်ပဲရှိတယ်အဲ့မျိုး2ပတ်ပဲရှိတဲ့ခါကျတော့သူကအဲ့လိုမျိုးအဲ့အိမ်မှာကျတော့ကလေး2ယောက်နဲ့တထေးမနဲ့အဲ့မျိုးမိသားစု4ယောက်ရှိပါတော့အဲ့ဆိုတော့ကျတော့အေဂျင့်ကအကူညီတောင်းလို့ translate တွားလုပ်ပေးပါဦးဆိုတော့တွားလုပ်ပေးတာကိုကကျွမ်းကျင်လို့တော့မဟုတ်ဘူးပေါ့နော်တထေးကဆရာကအကူညီတောင်းတဲ့ခါကျတော့တွားလုပ်ပေးတော့သူကကျတော့ဗာလဲဆိုတော့အဲ့မျိုးအဲ့အိမ်ကကျတော့ကလေးတွေလည်းရှိတဲ့ခါကျတော့အရန်အလုတ်ရှုပ်တယ်ပေါ့နော်အလုတ်တွေရှုပ်တဲ့ခါကျတော့ဆိုတော့သူကဘလို့ဖြစ်တာလဲဆိုတော့သူကတထေးမကသူ့ကိုတင်ပေးတယ်ပေါ့နော်တင်ပေးတယ်အဲ့မျိုးကိုတိုင်းလည်းကြုံခဲ့တယ်တင်ပေးတယ်ဒါပေမဲ့သူကကျတော့မမှတ်ထားဘူးပေါ့နော်တစ်ခါပြောနေလည်းမမှတ်ထားဘူးနှစ်ခါပြောနေလည်းမမှတ်ထားဘူးအဲ့ဆိုတော့
နှခါသုံးခါပြောလို့မမှတ်ထားတော့ခါကြတော့တထေးတွေကစိတ်ဆိုးတယ်ပေါ့နော်သူကိုစိတ်ဆိုးတဲ့ခါကြတော့ဘာပဲလုပ်လို့အမားတွေကြီးပဲဖြစ်နေတာဘာပဲလုပ်လို့အမားတွေကြီးပဲဖြစ်နေတဲ့ခါကြတော့အဆင်မပြေဘူးပေါ့နော်အဲ့ဆိုတော့ခါကျတော့တထေးမကအရန်စိတ်ဆိုးတာသူအဲ့လိုမျိုးတခါပြောလိုက်လဲသူကမလုပ်တတ်ဘူးနားမလဲဘူးဒီနှစ်ခါပြောလိုက်လဲသူဒီဟာမမှတ်မိဘူးသုံးခါပြောလိုက်လဲမမှတ်မိဘူးဆိုတော့ခါကျတော့တထေးမကအရန်စိတ်ဆိုးတဲ့သူကိုအဲ့ဆိုတော့ခါကျတော့သူကသူ့စိတ်ထဲမှာဘယ်လိုလဲဆိုတော့ခါကျတော့တထေးမကအရန်ဆိုးတယ်ပေါ့နော်အရန်ဆိုးတယ်သူ့ကိုအရန်ပြောဆိုတယ်သူ့စိတ်ထဲမှာတော့ပြီးတော့မှသူကဘာလဲဆိုတော့အမျိုးသူကအိမ်ပြောင်းချင်တယ်သူအိမ်ပြောင်းချင်တယ်လို့ပြောတယ်ခိုင်ကိုအိမ်ပြောင်းချင်တယ်တဲ့ငါတဲ့အိမ်ပြောင်းချင်တယ်တဲ့အဲ့ဆိုပြောလိုက်တဲ့ခိုင်ကဘာဖြစ်လို့ပြောင်းချင်တာလဲလို့ဒီအိမ်မှာအဆင်မပြေလို့နောက်တဲ့အိမ်မှာအဆင်ပြေမယ်လို့ထင်လို့လားလို့အဲ့လိုမတွေးနဲ့နော်လို့တချို့ဒီအိမ်ထက်ကိုလို့အဆင်ပြေတာလည်းရှိနိုင်တယ်လို့အဆင်မပြေတာလည်းအများကြီးရှိနိုင်တယ်လို့အဲ့ဆိုကကျတော့ကိုကဒီဟာကိုလုံမယ်လို့ငါဒီဟာကိုမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုရင်အကောင်းဆုံးလုပ်မယ်ဆိုရင်စိတ်ကူပဲတွေးလို့မျိုးခံပြောပြရပါတော့ဒါပေမဲ့ तू ကမရဘူးतू ကဒီအိမ်ကနေပြောင်းလိုက်လို့ရှိရင်နောက်အိမ်ကအမျိုးအရန်လွယ်ကူမယ်အဲ့မျိုးထင်တာပေါ့နော် तू ကအဲ့ဆိုကကြတော့ထင်တဲ့ခါကျတော့အခုကတော့ तू ကအိမ်ပြောင်းပြလားမပြောင်းပြလားမသိဘူးတော့ခံတယ်အဲ့ဆိုအခုအဲ့ဆိုဘယ်လိုလဲဆိုတော့ခါကျတော့တထေးတွေကအဲ့လိုမျိုးသူတို့နှစ်ခါသုံးခါပြပေးလို့အမားလုတ်တယ်ဆိုရှင်သူတို့စိတ်ဆိုးတယ်အရင်စိတ်ဆိုးတယ်သူတို့တွေကတချို့တထေးတွေလည်းရှိတယ်ကိုမကြိုက်ဘူးဆိုလို့ရှိရင်လေကိုဘာလောက်ပဲကောက်အောင်လုပ်ပေးသူတို့မကြိုက်ဘူးလုံးဝကိုမကြိုက်တာကိုဘလောက်ကြီးပဲကောက်အောင်လုပ်ပေးနေပါစေသူတို့မကြိုက်ဘူးဆိုရင်ဘာမှကိုအကောင်းမမြင်တာသူတို့တွေကဒီကတထေးတွေအဲ့လိုမျိုးပြီးတော့မှဒီကတထေးတွေကပေါ့နော်ခံစားခြင်းနဲ့အလုံးမလို့သူကတချို့တထေးကြောင့်လည်းကိုချင်းစာသိရှိတယ်သူတို့တထေးကြောင့်လည်းကိုချင်းစာသိမရှိဘူးအဲ့ဆိုခါကျတော့ကိုကဒီမှာလာလို့ရှိရင်ကိုစိတ်ကိုလည်းအမျိုးကျဉ်ခိုင်အောင်ထားနိုင်မှာပေါ့နော်ဒီလိုမျိုးအဲ့ဆိုခါကျတော့အရင်ဦးဆုံးကိုစိတ်ကိုလည်းပြင်ဆင်မှာဘာသာစကားကိုလည်းတအောင်တင်မှာပြောချင်ပါတယ်ပြီးတော့မှခင်ကအခုအိမ်တထေးတွေအိမ်ကကျတော့အဲ့လိုမျိုးအရန်ဆိုးတာလည်းမဟုတ်ဘူးအရန်ကောင်းတဲ့ထဲလည်းမပါဘူးခိုင်တထေးတွေကကျတော့အဆင်ပြေရပေါ့နော်အဲ့ဆိုခါကျတော့အဆင်ပြေပါတယ်ခိုင်ကပြီးတော့မှအခုညီမကိုပေါ့နော် Messenger မှာစာလာပို့ကြတယ်ပေါ့နော်အဲ့မျိုးအလုပ်သိကြုံနေပြောပြပါဦးအဲ့ဆိုခိုင်ကမပြောပြဘူးပေါ့နော်ပြောရမှာရှည်တာခါကျတော့အလုပ်ကလည်းမအားနဲ့ဆိုတော့ခါကျတော့မပြောပြဘူးစာမပြန်ပြဘူးမနာကြီးတာလည်းမဟုတ်ပါဘူးလို့မပြောချင်တာလည်းမဟုတ်ပါဘူးဒီတိုင်းပဲမပြောပြတာပါလို့တခါကြောက်လို့ရှိရင်လည်းစာပဲကြည့်လိုက်တယ်ကွာမျိုးစာမပြန်ပြဘူးအဲ့လိုမျိုးတွေရှိရပေါ့နော်အဲ့ဆိုခါကျတော့နားလည်းပြီးပါလို့မနာကြီးတာမဟုတ်ပါဘူးလို့ဟုတ်ကဲ့အားလေးပြောပြပါလို့ဒီနေ့ကတော့ဒီလောက်ခဏနော်